အားလုံးပဲမင်္ဂလာပါအမနက်ကဘရိုဖြူတိုင်းများဖို့အတွက်ဘယ်လိုလုပ်ရမလဲဆိုတဲ့ဗီဒီယိုလေးကိုပြန်လည်မျှဝေပေးခြင်းတဲ့အတွက်ဒီဗီဒီယိုလေးကိုလုပ်ပြလိုက်တာပါနက်ကကျွန်တော်တင်တဲ့ဗီဒီယိုမှာခုဆိုရင်ဖြူတိုင်းက 30.3K ရှိပါတယ်ဖြူကတော့ 4.02 ပါယူနစ်ခွင့်ကတော့ 1.75 like ကတော့330နဲ့ပါမနက်ကပြောခဲ့သလိုပဲ like တွေ view တွေများဖို့ဆိုရင်မိတ်ဆွေအနေနဲ့တင်တဲ့ post ရဲ့ view တိုင်းကများနေဖို့လိုအပ်ပါတယ်များနေဖို့ဆိုရင်ကျွန်တော်တို့တွေဘာလုပ်တင်လဲဆိုတော့နံပါတ်1ကတော့တင်တဲ့ post ကအနည်းဆုံး10မိနစ်အများဆုံး3မိနစ်ဗီဒီယိုတင်ဖို့အကြံပြုပါတယ်တပ်ပုံနဲ့တင်လို့ရပါတယ်ဒါပေမဲ့တပ်ပုံကျတော့အချိန်ကနေရဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ comment သိမပေးချင်ပါဘူးနံပါတ်2အနေနဲ့ကတော့မိမိ post တင်တဲ့ချိန်မှာမိတ်ဆွေ3-4ဦးလောက်ရှိရပါမယ်မိမိတင်တဲ့ post ကိုတစ်ခေါက်အနည်းဆုံး2ခေါက်လောက်ကြည့်ဖို့အစအဆုံးကြည့်ဖို့အတွက်မိတ်ဆွေ3-4ဦးလောက်လိုအပ်ပါတယ်ဒါမှမဟုတ်မိမိအိမ်မှာ waste ဖောက်ထားဆိုရင်waste ဖောက်ထားဖုန်းနဲ့တင်တဲ့ပို့ကိုအစားဆုံး2ခေါက်လောက်ကြည့်လိုက်ပါဒီတိုင်းဆိုရင်တော့မိမိတို့ရဲ့တင်တဲ့ post တိုင်းက9မိနစ်တွင် view တိုင်းက 1K ကျော်နေပါလိမ့်မယ်တကယ်လို့မိတ်ဆွေတို့အတွက်ဒီဗီဒီယိုလေးကအကျိုးရှိမယ်ဆိုရင်တော့ like and follow လုပ်ဖို့မမေ့ပါနဲ့အောင်ဆက်ပြပါစေလို့ညွှန်လင်းပါတယ်ကျေးဇူးတင်ပါတယ်